Hi everyone ကျွန်တော်ဒီနေ့မှာတော့ take နဲ့သုံးလို့ရတယ်တကယ်ကိုသုံးဝင်တယ်အင်္ဂလိပ်စာစကားပြောလေးတွေကိုမျှဝေပေးမယ်ပထမဆုံးတစ်ခုက take care ကယူဆိုင်ပါပေါ့နော်နောက်တစ်ခုကကျတော့ take your time okay အချိန်ယူပြီးတော့လုပ်ပါမလောပါနဲ့ဒါမျိုးပြောတာနောက်တစ်ခုကကျတော့ take a break okay ခဏလောက်နာပါနော်ခဏနာပါပေါ့နော်နောက်တစ်ခုကကျတော့ take a seat okay time ပါနောက်တစ်ခုကကျတော့ take out the trash okay အမိုက်ထွက်ပစ်ပါကိုယ့်အိမ်ထဲကအမိုက်တွေကိုလမ်းထိပ်ကအမိုက်ပုံတွေပါတယ်မှာသွားပစ်တဲ့ဟာမျိုးပေါ့နော်နောက်တစ်ခုကကျတော့ take off your shoes okay ဖက်နှက်ချွတ်ပါနောက်တစ်ခုကကျတော့ don't take it serious okay အရင်အတီးပေါက်ကြီးမယူပါနဲ့နော်ဟာလုံးအတီးပေါက်ကြီးအရင်အပြင်းထန်အတီးပေါက်ကြီးတာအဲ့မျိုးမယူပါနဲ့ပေါ့နော်ဒါမျိုးပြောတာ don't take it serious okay အတီးမယူပါနဲ့နောက်တစ်ခုကျတော့ don't take it personal okay don't take it personal သူကကျတော့စိတ်ထဲမထားပါနဲ့နော်ဆိုတော့ဒါကမင်းကိုယူရပြီးတော့ပြောတာဟုတ်ချင်မှဟုတ်မယ်ဒါကြောင့်မလို့စိတ်ထဲမထားပါနဲ့ဒါမျိုးပြောချင်တာ don't take it personal okay okay ပါ Foundation for English ရဲ့သင်ခန်းစာတွေကို Facebook မှာ YouTube မှာလေ့လာလို့ရပါတယ်လေ့လာပြီးတဲ့အတွက်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်သင်ခန်းစာဗီဒီယိုတွေမှာပြန်တွေ့ပါမယ် see you in the next video goodbye